တဲ့ခရီးအပေါ်ခြေတော်တင်ကရှောင်းလန်းခဲ့ကြသည်ချစ်ချင်းမြတ်တာတနာခြင်းကယူနာများပိုက်ပြီးဒီကဘာမြေပေါ်ငြိမ်းချမ်းရေးအတွက်ရည်စုထူခဲ့တဲ့မြတ်တာနဲ့တလန့်ခြင်းလာရင်ပန်းများကိုပွေရင်ချီဘဝနုနုသွေးတွေဥလဲမမှုတဲ့ပြုံးမျက်နှာရှောင်းမြဲရှောင်းဆဲငြိမ်းချမ်းရေးခီးပါမြင်သူတကာဖူးကြလို့ကြီးညိုသူတွေတတိတရားရှိဖို့မြင်မြန်စိတ်ထားဟောကြားစေသနာရှိလန်းနိုင်မှငြိမ်းချမ်းရေးပတ်ပွဲမှာသေးချေရဟန်းများလဲပေးမကားအေးများလေအလောကအိုခွေကလေးရဲ့ပါရမီဖြည့်ဟန်တွေနဲ့လူသူတွေရဲ့ကြားတဲ့ချစ်စရာထင်ပေါ်နေ